ကဲအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှဆိုရင်တော့တိုင်းငယ်သုံးကောင်ရဲ့စိန်တိုင်းကြီးမှာရရှိနိုင်မယ်မိုးကုတ်တဘာဝတွင်းထွက်နီလာဘရဲ့ကျိုးကြီးနဲ့မိတ်ဆက်ပေးကြပါရရှင်အခုပြပေးထားတဲ့ကျိုးလေးကမမတွေဘရဲ့သုံးတန်းသွားလေးပဲဖြစ်ပါရဲ့ရှင်သူ့ရဲ့ဈေးနှုန်းလေးက3200ပဲကြာတဲ့မှာပဲဖြစ်ပါရဲ့ရှင်မိုးကုတ်တဘာဝတွင်းထွက်နီလာဖြစ်တဲ့အတွက်ကြောင့်တစ်လုံးချင်းစီကအရင်ကိုညီပြီးတော့အရန်ကိုမှလှဒီဇိုင်းကြီးပဲဖြစ်ပါရဲ့ရှင်ကဲအခုပြပေးထားတဲ့ဒီဇိုင်းလေးကကြာတာမမတို့ကြီးဒါလေးကတော့အဝိုင်းအခြေနှစ်ထပ်လေးပေါ့နော်ဒါလေးကလည်းမိုးကုတ်တဘာဝတွင်ထွဲနီလာပဲဖြစ်ပါတယ်ရှင်အရန်ကိုမှလာဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ပွဲတဲ့ချင်တဲ့မမလေးအတွက်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်သူ့ရဲ့ဈေးနှုန်းလေးက3540ပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်နောက်တဲ့ဒီဇိုင်းလေးကတော့အခုပြပေးထားတဲ့နော်နီလာတကန်းလေးပဲဖြစ်ပါတယ်ရှင့်နီလာတကန်းကိုမှဘေးကစိန်ပက်လဲလေးနဲ့အခြေဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင့် classic ဆက်ဆန်လေးနဲ့ပေါ့နော်သူ့ရဲ့ဈေးနှုန်းလေးက235သိန်းပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်ကဲအခုထပ်ပြပေးမယ့်တရန်ကျူကတော့မတွေမိုးကုတ်တဘာဝတွင်းထွက်နီလာကြီးပဲခတ်ပေးထားတဲ့နီလာတရန်ကျူကြီးပဲဖြစ်ပါတယ်ရှင်အရန်ကိုမှလာဒီဇိုင်းလေးပဲဖြစ်ပါတယ်မတွေနော်ဈေးနှုန်းလေးကတော့300ပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်အခုပြပေးထားတဲ့နီလာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့တိုင်းငယ်3ကောင်ရဲ့ Facebook Page Messenger မှာပြီးဆိုင်ခွဲတွေမှာလည်းလာရောက်ဝယ်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်